တက်တဲ့သွားပါကိုဘယ်လိုပြောလဲဆရာမတက်တဲ့သွားတာကို straight လို့သုံးတယ်အမြဲတမ်းတက်တဲ့မမတ်ဖြောင်းဖြောင်းမမတ်ရှိတာကို straight ဖြစ်တယ်လို့ခေါ်တယ်ဆိုတော့တက်တဲ့သွားပါဆိုရင် go straight တက်တဲ့သွားပါ go straight တက်တဲ့သွားပါဘယ်ဘက်ကို꿰ပါဆိုရင်ဘယ်ဘက်꿰ပါဆိုရင်ဘယ်ဘက်ကို꿰တာကြတော့ turn left turn left turn turn ကကြတော့꿰တာ turn left ဘယ်ဘက်ကို꿰ပါညာဘက်ကို꿰ပါဆိုရင်ညာဘက်ကို꿰တာကြတော့ turn right turn right ညာဘက်ကို꿰ပါဒါကမင်းရဲ့ဘယ်ဘက်မှာပါဆိုရင်It is on your left it is on your left မင်းရဲ့ဘယ်ဘက်မှာရှိတယ်အဲ့ဒါကမင်းရဲ့ဘယ်ဘက်မှာတခါလေကြောက်လို့ရှိရင် Google Map တွေဘာတွေသုံးရင် your destination is on the left မင်းရဲ့ destination ကမင်းရဲ့ခရီးဆုံးက on the left ဘယ်ဘက်ချမ်းမှာလို့ပြောတယ်လို့ပေါ့နော်ဒီမှာလဲမင်းရဲ့ဘယ်ဘက်မှာလို့ပြောရင် it is on your left မင်းရဲ့ဘယ်ဘက်ချမ်းမှာလို့ပြောပါတယ်ဒါကမင်းရဲ့ညာဘက်မှာပါဆိုရင်ခုနကပြောသလိုပဲမင်းရဲ့ဘယ်ဘက်ချမ်းမှာဆိုတာသိပြီဆိုရင်ဘယ်နေရာမှာညာကိုထည့်လိုက်ပေါ့ it is on your right it is on your right မင်းရဲ့ညာဘက်ချမ်းမှာပါလို့ပြောတာပါဒါကကျောင်းသားမှာရှိတယ်ဆိုရင်ဘယ်လိုပြောလဲဆရာမ it is next to the school အဲ့ဒါကကျောင်းရဲ့ဘေးကပ်ရက်မှာကျောင်းနားမှာလို့ပြောတာ it is next to the school ကျောင်းရဲ့ဘေးဘက်မှာကျောင်းနဲ့ကပ်ရက်မှာရှိတယ်လို့ပြောတာပါဈေးကွက်ရဲ့အရှိမှာရှိတယ်ဆိုရင်ဈေးရဲ့အရှိဘက်ပေါ့နော်လမ်းရဲ့ဟိုဘက်အချမ်းမှာရှိတာမျိုးဆိုရင် it is across from the market it is across from the market ဈေးရဲ့မျက်နှာချင်းဆိုင်ဟိုဘက်အချမ်းမှာရှိတယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုမျိုးမျက်နှာချင်းဆိုင်ဟိုမှာဟိုဘက်ချမ်းပေါ့ဟိုဘက်တစ်ဖက်ချမ်းမှာရှိတာမျိုးဆိုရင် across from နဲ့သုံးပါတယ်ဒီမှာဆိုရင်ခုနကမေးသလိုမျိုးပဲ it is across from the market လို့ပြောပါတယ်ဒီလောက်ဆိုလို့ရှိရင် direction နဲ့ပတ်သက်တဲ့ basic လေးတွေကိုတည်သွားပြီလို့ထင်ပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့မှသိချင်တယ်ဆိုလို့ရှိရင် comment မှာ SHWE ရွှေဆိုပြီးတော့မှ man ခဲ့ပေးလို့ရပါတယ်နောက် video တွေမှာတွေ့ကြပါမယ် bye bye ပါရှင်